အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ခေါ်စောမြန်မာ channel ကနေကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ဆရာတာတွေရေးသားထားတဲ့အောက်စရဲ့စခန်းကတစီကြီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါအကြောင်းအရာလေးကိုမတင်ဆက်ခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe ပြုလုပ်ပြီးဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုအကြောင်းအရာလေးကိုစတင်လိုက်ကြရအောင်ဗျဒီဆောင်မုံနတော်ပြာသူလာပြီဆိုပါကကောက်ကြီးလင်များမှာဖုန်တွန်းလုံးနဲ့မရိတ်သိမ်းကြရသေးပြီအနောက်ဘက်မူရင်းတော်တွေဆိုရင်လည်းစိုက်ပျိုးဖို့ဆိုတာကအဝေးကြီးလိုသေးသည်လက်လုံလက်စားများမှာကိုနီးကိုဟန်နဲ့အလုရှာပြီးလောက်ကင်စားတောက်နေကြတော့လေလဲတောင်သူများကတော့နွားကြွေးကြွေးချောင်းအလုလောက်တာရှိနေကြပြီးအားနေတတ်ကြသည်ထို့ကြောင့်ဒီလဒီရာတီရောက်လင်တောတက်ပြီးတက်ခုတ်ဝါခုတ်လောက်ကအပြင်းဝင်ငွေရှာတတ်ကြလေ၏ရွာထဲတွင်တောတက်ပြီးတက်ခုတ်သည့်အဖွဲ့များမှာတာရင်ခေါင်းဆောင်သည့်အဖွဲ့စံအေးခေါင်းဆောင်သည့်အဖွဲ့အောင်မှုခေါင်းဆောင်သည့်အဖွဲ့ဟူ၍သုံးဖွဲ့ရှိထိုသုံးဖွဲ့ထဲမှာတစ်ဖွဲ့တောတက်ပြန်လာပြီးဆိုရင်တာရင်ရဲ့အိမ်ရှိကွက်ပြစ်တွင်ညအခါစုံလေးရှိကြသည်တောထဲတွင်စစ်စင်ရေးဘလို့ဆင်းနေသည်ကေများဘလို့ရှာထားသည်ဘယ်စကမ်းမှာဘာအသက်တွေကဘလို့ရှိနေသည်ဆိုတာတိုင်ပင်ကြခြင်းဖြစ်ပေသည်တာရင်၏မိဘများမှာအဲဝတ်ကြည်ကြ၏ရင်နှွေးချမ်းလက်ဖက်ထန်းလျက်စသည်တို့နှင့်ဧကန်တက်လေ၏ဒီနေ့ညလေစံအေးတို့အဖွဲ့တောကပြန်လာတာမို့တာရင်၏အိမ်ရှိကွက်ပြစ်တွင်ရင်နှွေးချမ်းနှင့်ထန်းလျက်ကိုမြည်ရင်တောတက်ခဲ့သည့်အကြောင်းကိုဆွေးနွေးနေကြလေသည်စံအေးကသူတောတက်ခဲ့ရာတွင်ကြုံခဲ့ရသည့်အတွေ့အကြုံကိုပြောပြရန်စကားစားလိုက်ရင်အောင်ဘူးကိုမေးလိုက်သည်အောင်ဘူးမင်းတို့မနေ့ပြန်တောတက်မှာဆိုအေးအရှင်နေဘယ်လိုရှိလဲအောင်ဘူးကစံအေးကိုပြန်မေးလိုက်သည်အလုံးကတော့အိုးပေးမယ်ကေလဲရှာမထားဘူးစစ်စင်ရေးလည်းမရှိဘူးကြောက်ကွဲကြောင်ထဲမှာအင်းတွေကိုစီးနေတာပဲဒါပေမဲ့မင်းတို့အောက်ကျက်မှာတော့စကမ်းမချကြနဲ့နော်စံအေးကတတိပေးတယ်လို့ပြောလာသည်ဟာဘာဖြစ်လို့လဲကွာဒီလိုကွာတို့တွေညနေ4 နာရီလောက်မှာထွက်လာတော့ည9 နာရီလောက်မှာအောက်ကျက်ကိုရောက်တယ်ဒီတော့ထုံးစံအတိုင်းစကမ်းချမယ်ပေါ့နွားတွေကိုလှဲကဖြုတ်ရင်းနဲ့ဇရက်ဘော်ကိုလှမ်းကြည့်လိုက်တယ်အဲ့ဒီမှာလူတစ်ယောက်ခေါင်းရင်းမှာမီးလေးထုံးပြီးအိတ်နေတယ်ဒါနဲ့တို့လဲထမင်းစားမယ်ဆိုပြီးဇရက်ဘော်တက်လိုက်တော့လာအိတ်နေတာမဟုတ်ဘူးဖေလူတွေလောင်းကြီးကွဒါနဲ့တို့လဲနွားတွေကမန်းကရန်ယုံပြီးတွက်ခဲ့ရတယ်မနေ့ကမှစုံစမ်းကြည့်တော့အဲ့ဒီအနီးတစ်ဝိုက်မှာဘယ်တဲစုဘယ်ရွာမှနာရီကိစ္စမရှိဘူးတဲ့ဟာဟုတ်လားအေးမင်းပြောတာစဉ်းစားစရာပဲအဲ့တော့အောင်ဘူးမင်းတို့သွားတဲ့အခါစခန်းကိုအောက်ဆက်မှာမချတာကောင်းမယ်အေးလေဒါပဲရှိတော့တာပေါ့အောင်ဘူးကစံအေးအကြံပြုချက်ကိုလက်ခံလိုက်သည်ဆွေးနွေးပွဲလေးကိုစံအေးရဲ့အကြောင်းမဲ့ဖွယ်ဇလန်းဖြစ်အဆုံးသက်ပြီးလမ်းခွဲလိုက်ကြလေသည်လောက်ကြဟေးတစ်တွေတင်ကြပြီးရင်တင်းစရာတင်းစရာထုတ်စရာတွေထုတ်ပြီးရင်ထွက်ကြရအောင်အောင်ဘူးကသူရဲ့လှဲဖွဲ့ကိုနှိုးဆော်လိုက်သည်အားလုံးအိုးအင်းဓာခွက်တွေလှဲပေါ်တင်ကြပြီးဒုတ်တန်ဒုတ်နှောင်တန်နှောင်နဲ့ပြပြတလေးလေးလှုပ်နေကြခြင်းတွင်တေမောင်တယောက်သူလဲပေါ်တင်ထားသည့်သလုံးကြီးကိုကြည့်ပြီးတခုခုကိုအပြေးချနေတယ်လို့ပင်ဒါကိုအောင်ဘူးကမြင်တော့ဟေးကောင်တင်မောင်ဘာလုပ်နေတာလဲညံမြန်လှုပ်အောက်စရမှာစကန်းချလို့မဖြစ်ဘူးအောက်ကြောက်ပုံအထိဆိုပြီးအိမ်မစံအိမ်မလိုက်တာတိတယ်မဟုတ်လားအေးပါကွငါတကြီးကိုကြည့်ပြီးစိတ်ထဲကတမျိုးမို့ကွဘာမှတမျိုးကြီးဖြစ်မနေနဲ့ငါတာဝန်ယူတယ်တင်မောင်ပြောတာလည်းမှန်သည်သူ့တကြီးကသူတကားလို့အပင်လှဲဖြတ်တာမဟုတ်ပဲဖြတ်ပြီးတော့ပြီးသားကြီးပါဒါပေမဲ့ကြာတော့ပါပြီရှုံတွေများအတော်တန်ဖုံးနေပြီဖြစ်သည်ရှုံတွေရှင်းလိုက်ရုံနဲ့အလွယ်တကူရလာတော့တကြီးဖြစ်သည်ဒါမျိုးဆိုတာလုတ်ခဲ့တဲ့လူကအဆောင်နေပါတွေနဲ့ထားတတ်ကြသည်တင်မောင်လှဲတုံ့တော်ပြီးသည်နဲ့သူတို့လှဲအဖွဲ့တိုးထဲမှစထွက်ခဲ့ကြလေသည်တကြီးမောင်းလာကြသည်အောင်ဘူးတို့လှဲအဖွဲ့အောက်ကျောက်ပုံစခန်းကိုရောက်လာခဲ့ကြသည်ကဲလှဲတွေရွှေ့ကြဟိထမင်းတောင်းတွေယူခဲ့ကြစားတော့ပြီးဒီမှာပဲအိတ်ကြမယ်အောင်ဘူးကသူ့အဖွဲ့ကိုအမိန်ပေးလိုက်၏အားလုံးလှဲတွေဖြုတ်ပြီးသည်နဲ့စားကြတောက်ကြလေတော့သည်ထို့နောက်မောပန်းနဲ့အိတ်လိုက်ကြသည်မှာရိုးတဲ့အိတ်ပြောသွားကြသည်ဘလောက်ကြာအိတ်ပြောသွားကြသည်မသိနိုးရတော့အချိန်က3 နာရီကျော်လောက်ပင်ရှိလေပြီဟေးကောင်လေးထကြဟိုမှာကြည့်ကြစမ်းတင်မောင်၏အလန်တကြားအော်စံကြောင့်အားလုံးဂလုံးစုံမနဲ့ထထန်ကြ၏တင်မောင်ပြသည့်နေရာကိုအားလုံးကြည့်လိုက်ကြသည့်အခါအေးရမလူကြီးတယောက်တင်းနှောင်းတသားလုံးပတ်ရှိသောရှော့တောင်တို့တစ်တုံးကြီးကို
ခါးဆောင်တင်ပြီးတောဆက်တွင်ရှောက်သွားနေတာတွေ့ကြရသည်ထိုလူကြီးမှာအောက်စရက်စီတို့ဥတီသွားနေမှအားလုံးသိလိုက်ကြရသည်အောက်စရက်နှင့်အောင်မှုတို့အဖွဲ့စခန်းချသည့်အောက်ကျောက်ပုံကလည်းတအားကြီးတော့မဝေးလာပြီအတန်ကြာမှထိုအေးရမလူကြီးကဝယုံတော်ထဲဝင်ပြီးပြောက်ွယ်သွားသည်ကိုတွေးလိုက်ကြရသည်အားလုံးကြောက်လန့်တကြားနှင့်အံ့အားသင့်ပြီးကြောင်းနေကြသည်အောင်မှုတို့အဖွဲ့တတိပြောင်းဝင်လာတော့မှတင်မောင်ကဒီလိုကွာငါအိပ်ပြောသွားတော့အိမ်မက်လိုဘာလိုနဲ့လူတယောက်ကငါတတုံပြန်ပေးဆိုပြီးငါလဲဘုတ်ကိုတက်လာတယ်ကွာချစ်သက်ထားတဲ့ကြိုးတွေကိုဆွဖြုတ်တာဟေ့ပြီးတော့မှတလုံးကိုဆွဲမပြီးခါးဆောင်တင်လိုက်တယ်အဲ့ဒီကြမှာလူကြီးကအကြီးကြီးဖြစ်သွားတာငါလဲတန်နိုးလာပြီးမင်းတို့ကိုနှိုးရတာပဲခုတော့မင်းတို့မြင်တဲ့အတိုင်းပဲဟိုမှာငါလဲဘော်ကတတုံကြီးလည်းမရှိတော့ဘူးဟုတ်ပါသည်တင်မောင်လဲဘော်ကတတုံကြီးမရှိတော့ပါတင်မောင်ကြည့်ရတာအကြောက်ပြေဖို့မပေါ်သေးကြီးတီးကြက်တက်ဖြစ်နေတော့မင်းထိုစဉ်မှာပင်မနီမဝေးရွာလေးစီက၄နာရီတွန်းခေါက်တန်ကိုကြားလိုက်ကြရသည်ဒီတော့မှအောင်ဘူးလဲတင်မောင်ကိုအားပေးရင်ကဲတင်မောင်ဒီလောက်လဲကြောက်မနေပါနဲ့မင်းရဲ့တော်တဲ့စိတ်ကိုလည်းငါတို့ဘက်ကစုပေးပါမယ်ကဲလဲတွေကကြဟိတို့ထွက်ကြရအောင်အားလုံးလေးများကကြပြီးနောက်ခီးစစ်ကြလေ၏ရွာပြန်ရောက်တော့အဖြစ်အပျက်တွေကိုအောင်ဘူးကဆန်အေးနဲ့တာတင်တို့ကိုပြောပြလေသည်ထိုးစံအတိုင်းတာတင်တို့အိမ်ရှိကွပစ်လေးတွင်ရေလေးချမ်းနဲ့လက်ဖက်တို့စားရင်တွေ့ဆုံကြခြင်းဖြစ်သည်အောင်ဘူးပြောပြသည့်အေးရမလူကြီးအကြောင်းကိုနားထောင်ပြီးအားလုံးကြောက်လန့်နေကြခြင်းတွင်တာတင်ကငါကတော့ဒါမျိုးတွေကိုတွေ့ချင်တာတို့အဖွဲ့မနက်ကိုတောတက်ပါမင်းတို့ပြောတဲ့နေရာကိုချောင်ကွင်းမနေဘူးအသွားရောအပြန်ရောအဲ့ဒီအောက်စီရစခန်းကိုပဲစခန်းချမှာတာရင်ကအတော်နှံကြောက်တဲ့သူမဟုတ်ဘူးလို့သူ့အဖွဲ့ကခွေးဘူးကျွတ်တို့ဝက်ကြီးနဲ့ဖုံးငှက်တို့ကလည်းမိုက်ဒီမိုက်ကန်ဒဇထိုးသမားတွေလက်တွေ့မှယုံကြည်လက်ခံသူတွေဖြစ်သည်တာရင်တို့အဖွဲ့တောထွက်ကြသည်နာမည်ကြီးနေသည့်အောက်စီရစခန်းတို့ရောက်ခဲ့ကြလိမ့်မည်အချိန်ကနက်နက်10 နာရီတာရင်ကကဲအောက်စီရတော့ရောက်ပြီဟဲ့နွားတွေဖြုတ်ရေတိုက်ကြပြီးရင်ထမင်းစားကြမယ်အောက်စီရရှိစကန်ကလေးမှာအတော်ကောင်းသည်ရှက်ကလေးဘေးတွင်တောက်ဖို့သုံးဖို့ရေကန်လေးကအသင့်နွားတွေကိုရေတိုက်ပြီးထမင်းတောင်းများတဲ့ကထမင်းစားရန်ဇရက်ပေါ်တက်လိုက်ကြသည်ဆန်အေးပြောသလိုလူတွေလောင်းကြီးများရှိနေမလားဟုဟိုဒီလိုက်ကြည့်ကြတော့လဲဇရက်ပေါ်တွင်ဘာမှမရှိဇရက်ပေါ်ရောက်တော့မှဇရက်ဘေးနားတွင်တုံးလုံးပလျက်ရှိနေသောတတုံးကြီးကိုတွေးလိုက်ကြရသည်ဒါရင်ကဇရက်ပေါ်မှာခုန်ချလိုက်ပြီးတတုံးပေါ်ရှိတစ်ဖက်တင်ကဒါအောင်ဘူးတို့အဖွဲ့ကတင်မောင်ရဲ့တတုံးပဲဖြစ်ရမယ်တို့အဖွဲ့ရဲ့လဲတစည်းအတွက်တော့ရပြီပေါ့ဒီတတုံးကိုအပြန်ငါတင်မယ်ဟဲ့တာတင်ကပြောလိုက်ပြီးဇရက်ပေါ်ပြန်တက်ကအားလုံးအတူထမင်းစားကြလေဟိုရင်ကဤအောက်စီရစခန်းသည်ရေကန်ကလေးနဲ့တရိပ်ဝါရိပ်တွေနဲ့တတရရအေးမြတောနဲ့ကလည်းမနီးမဝေးဆိုတော့တောသွားတော့ပြန်နေနားကြစခန်းချကြသည်နဲ့စီကာရှိခဲ့သည်အခုတော့တောတက်သူတွေတယောက်ပြီးတယောက်ပြန်ပြောသည့်ရှောက်ရှားဖွယ်ရာသတင်းတွေကြောင့်ခုနာသူမရှိနေဘူးပြင်မှာအထီးကျန်လျက်ရှိသည်တာတင်တို့အဖွဲ့လဲစားတောက်ပြီးသည်နဲ့တောထဲသို့ခီးစစ်ခဲ့ကြသည်နောက်2 ရက်အကြာညနေဆောင်အချိန်တွင်တာတင်တို့အဖွဲ့တစ်တွေတင်ပြီးအောက်စီရစကန်သို့ပြန်ရောက်လာကြလေသည်တာတင်ကသူ့အဖွဲ့ကိုမေးလိုက်သည်အောက်စီရရောက်ပြီဟဲ့ဒီမှာစခန်းချကြမလားတာတင်၏အဖွဲ့သားတွေကလုပ်ငန်းပြီးချိန်အရေးလက်တော့ထားကြသည်မို့ခတ်ထတွေနဲ့ဒီမှာပဲစခန်းချမယ်ဟဲ့ဒီစီကမှနေတယ်ဆိုတဲ့တစီကိုဓာတ်နဲ့တို့ဆင်ပြီးချစ်စားပြစ်မယ်အဲ့လိုပြောသူကပြောတယောက်ကလည်းကင်ပြီးအင်းနဲ့မြည်ပြစ်မယ်ဆိုသူကဆိုနေတော့တာတင်လည်းအေးဟုတ်တယ်ငါလည်းကလည်းဒီကတစ်ကိုတင်ရအောင်ပါဒီညတော့စားတော့ပြီးနားကြတာပေါ့မနေ့ကမှစောစောတင်ပြီးထွက်ရအောင်ဒါနဲ့သူတို့အဖွဲ့နွားတွေကိုဖြုတ်ရေတိုက်သေချာရှိပြီးပါလာသည့်အရက်ပုံးနှင့်ထမင်းဟင်းတွေကိုရှာကတောက်ကြစားကြလေတော့သည်အတော်ညနေလာတော့ကဲအေးကြမယ်ဟဲ့ဓာတ်တွေကိုကိုဘေးကိုထားပြီးတတိလေးနဲ့အေးကြဟဲ့တာရင်ကတတိပေးလိုက်ရည်သည်သူတို့အဖွဲ့လဲပန်းကလည်းပန်းအရေးချိန်ကလေးနဲ့ဆိုတော့တကြိုးလေးအေးပြသွားကြသည်ည2 နာရီခွဲလောက်တွင်တာရင်ကနိုးလာကအေးရဘေးကဓာတ်ကန်လျက်မိုးတို့ထိုင်ကရှိထားသည့်နွားတွေစီသို့လှမ်းကြည့်လိုက်သည်ဖုံးငယ်နွားတစ်ကောင်ကရေကန်သားသို့ရောက်နေလေသည်ထိုအခါတာရင်ကသူ့ဘေးတွင်အိတ်နေသည့်ဖုံးငယ်ကိုလှုံနှိုးလိုက်ကဟိတ်ကောင်ဖုံးငယ်ထားအောင်မင်းနွားလွတ်နေတယ်ဖုံးငယ်လည်းတတိတော်ကောင်းသည်တခါလဲထထိုင်ကဘေးကဓာတ်ကိုဆွဲကန်လာပြီးဘာလဲကိုတာတင်ဟိုမှာမင်းနွားလွတ်နေတယ်ဖုံးငယ်ကဓာတ်ကိုကန်ကသူ့နွားရှိရာရေကန်လေးစီသို့ဆင်းသွားလေသည်ထိုအချိန်မှာတာရင်ကရှမ်းလူတွေကိုအကုန်နှိုးလိုက်လေသည်ထိတ်ကောင်တွေကျွတ်တိုးတို့ဝကြီးတို့ထားကြအောင်သူ့အဖွဲ့ကတတိတော်ကောင်းကြလေသည်အားလုံးတစ်ခါတည်းထထိုင်ကဓာတ်ကိုစီကင်ပြီးသားဖြစ်နေကြသည်ဘာလဲဟာတာရင်ကဟိုမှာဖုံးငယ်နွားလွတ်သွားလို့ဆင်းဖမ်းနေတယ်အားလုံးကလည်းဖုံးငယ်ကိုကြည့်လိုက်ကြရလိုက်ရအောင်မှာနွားကရှေ့ကသွားဖုံးငယ်ကနောက်ကဆုတ်တက်ကလိုက်နေသည်ကိုမြင်ကြရလေသည်ဒီလိုနဲ့နွားကရှေ့ကသွားဖုံးငက်ကနောက်ကလိုက်နဲ့ဝ
ဝေယုံရှုံကြီးအကွယ်သို့ရောက်သွားတော့အာဟုသည့်ဖုံးငယ်ဤမရှိမဆန့်အော်တန်ကြီးကိုကြားလိုက်ကြရတာတင်တို့အဖွဲ့ဓာကိုစီနှင့်ဝေယုံရှုံကြီးရှိရာပြေးသွားကြလေသည်ရှိထားသည့်နွားတွေကလည်းနရွက်တွေဆွန်ပြီးနှာတွေရှူရှူမှုတ်ကရုန်းကန်နေကြသည်တာတင်တို့အဖွဲ့ဤခုတ်ဟထိုးဟလိုက်ဟဆိုသောညာတန်တွေကတိတ်ဆိတ်နေတော့အောက်စကန်ရဲ့ညာကလေးကိုတမောဝရှင်းဆူညင်သွားစေသည်ညာတန်များနှင့်အတူတာတင်တို့အဖွဲ့ဝေယုံရှုံကြီးနားရောက်သွားလေသောအခါဖိုးငှက်ကိုမတွေ့ရသည်ဖြင့်တစ်ဖက်ကထေစာခဲပြင်ကြီးတဲ့သို့ကြည့်လိုက်ကြလေသည်ရှည်တွဲလောင်းတွဲလောင်းနှင့်မှောက်လျက်ဖြစ်နေသည့်ဖိုးငှက်ကိုခါးဆောင်တင်ကတလန့်ချင်းသွားနေသည့်လူအကြီးကြီးကလာရောင်အောက်တွင်အတိုင်းသားတွေးလိုက်ရလေသည်တိတ်လဲမွေးလာပြီဝိုင်းဟလိုက်ဟဓာနဲ့ခုတ်ဟညာတန်ပေးအိုဟင်းနေကြသောတာတင်တို့အဖွဲလဲကြီးမားသောလူအကြီးကြီးကြောင့်ရှေ့သို့တယောက်မျှမတွေ့ရကြပြီသူတို့၏အတန်တွေကိုလူအကြီးကြီးကဂယုမဆိုင်သလိုတစ်ချက်လှည့်ကြည့်လိုက်ပြီးခါးဆောင်တင်ထားသောဖိုးငှက်ကိုလွှတ်ချလိုက်သည်ထို့နောက်တဖြည်းဖြည်းပြန်လှည့်လာပြီးတာတင်တို့အဖွဲရှိရာသို့ဦးဒီလျက်တရွေ့ရွေ့လျှောက်လာနေလေသည်တဖြည်းဖြည်းနီးတစ်ထက်နီးလာရာတာတင်တို့အဖွဲလဲလူအကြီးကြီးကိုထင်ထင်ရှားရှားမြင်လာရလေသည်ဟင်းတော်ပကံလောက်ရှိသည့်နေရဲနေသောမျိုးလုံးကြီးနှလုံးတောက်ရည်ဥခန့်ရှိသည့်နှာခေါင်းကြီးငရုတ်ချပွေခန့်အဆွေများထွက်နေပြီးတင်များကျနေသည့်စကောလောက်ရှိသည့်ပါဇက်ကြီးနှင့်အုံးမလောင်မြင်နေသောအရက်ကြီးတို့ကြောင့်တာတင်တို့အဖွဲ့သွေးပြစ်သွားပြီးပြေးမိပြီးရပြေးကြရလေတော့သည်ပြေးမိပြီးရပြေးကြသည်ဆိုတော့လေကြံကားတော့ကောင်းကြသည်လူစုကွဲမသွားပဲအောက်စီယစကန်နှင့်မဝေးလာသည့်စကန်သားဆိုသည့်ရွာကလေးကိုရောက်သွားကြသည်ကဲတော်မူကြပါဗျို့ကဲကြပါတစေကြီးကလိုက်တန်နေပါလေဗျို့စခန်းသားရွာကလေးဤရွာပေါဝတွင်လူတစုကတာတင်တို့အဖွဲ့အော်ပေးလျကြသည်ကိုလက်နှိပ်တံမီးများနှင့်ထိုးကကြည့်နေကြသည်တာတင်တို့အဖွဲ့ကလူအကြီးနှရောက်သည်နှင့်လူအကြီးတဲ့အတင်းဝင်လိုက်ကြသည်စေကြီးလိုက်လာတယ်ကဲကြပါအကြီးကြီးပြလုံးကြပါဦးအဲ့ဒီလိုအမျိုးမျိုးအော်ကအကြောက်ကြီးကြောက်ပြီးသွေးပြက်နေကြလေသည်ထိုအခါရွာထဲကခေါင်းဆောင်လို့သည်ကကဲဒီနေရာရောက်မှတော့ကြောက်မနေကြပါနဲ့တော့ဘာမှကြောက်စရာမလိုဘူးထို့သူအားပစကားပြောလိုက်တော့လေတစေကြီးလာနေပြီဟိုမှာတစေကြီးလိုက်လာနေတယ်ဟုကြောက်လန့်ကဆက်လက်អော်နေကြသည်အရှင်နေမှန်ချောင်းတည်သောလူကြီးတယောက်ကကဲဒီတိုင်းတော့မဖြစ်ဘူးသူတို့ကိုရာဦးဆရာတော်ဒီခေါ်သွားမှဖြစ်မယ်ငါထောသူတို့ကိုခေါ်ခဲ့ကွာမင်းတို့အဖွဲ့ကိုလိုက်ခဲ့ကြအောင်ထိုအခါမှရွာလူတို့ကတာတင်တို့အဖွဲ့ကိုဖုန်းတော်ကြီးကျောင်းသို့ခေါ်သွားကြလေတော့သည်တာတင်တို့အဖွဲ့ကတော့စခန်းရရောက်လာသည်လည်းမသိဆရာတော်ကျောင်းကိုရောက်လာသည်လည်းမသိဘာမှမသိကြပါနည်းနည်းလေးမှဘေးနားတွင်ထိုင်နေသောလူများနှင့်ဆရာတော်ကိုမြင်မှဆရာတော်ကြောင့်မရောက်နေမှသိကြရလေသည်တကားလေးတို့တတိယပြီလားတင်မတတိယပါပြီဖေဟာတတိယရင်ဘယ်လိုဖြစ်တာလဲပြောပြစမ်းကွာထိုခါမှတာတင်ကဖုန်းငင်းနဲ့နွားလွတ်ရိတ်ထဖမ်းရမှစပြီးအကြောင်းဆုံးရှင်းပြလိုက်သည်ဖုန်းငင်းကတော့အစေကြီးလက်ထဲမှာကြံခဲ့ပါတယ်ဖေဟာတေမလားရှင်မလားမသိရသေးပါဖေဟာကဲထားတော့တကားပါမီမင်းကရွာတွေကလူငယ်တွေစုပြီးအောက်ရက်စကန်ကိုလိုက်သွားကူညီလိုက်ပါကွယ်ဒုက္ခရောက်သူကိုကူညီကောင်းပါတယ်ဆရာတော်ကရွာတကြီးဥပမီကိုအမိန်ပေးလိုက်ရတမကူညီလိုက်ပါမယ်ဟုဆိုကအတီးတီးဆရာတော်ကိုဝှက်ချပြီးကျောင်းပေါ်မှာဆင်းသွားကြလေသည်ရွာလူငယ်များကိုရွာတကြီးဥပမီကခေါင်းဆောင်ပြီးတာနေတို့အဖွဲ့နဲ့အတူအောက်စစ်စကန်သို့ရောက်သွားကြလေသည်တော်ပါသေးသည်ရှိထားသည့်နွားတွေမှာတကောင်မှပြောင်းမသွားရှိထားသည့်အတိုင်းအောက်စစ်စကန်ကလည်းဘာမှမဖြစ်ခဲ့သလိုဗကတိညင်တဲ့လျက်တကြီးပါမီကစကန်ကိုအကဲခဲလိုက်ကြည့်လိုက်ပြီးမောင်ရင်မင်းတို့ကြံတယ်ဆိုတဲ့သူကဘယ်မှာလဲတကြီးပါမီကတာတင်ကိုမေးလိုက်လေသည်အဲ့ဒီဝေယုံချုံရဲ့ဟိုဘက်ရာခင်းကထေစာခင်းပြင်ကြီးထဲမှာနောက်ဆုံးမြင်ခဲ့တာပဲဗျကဲအားလုံးလာကြဟိထေစာခဲပြင်တွေကိုကြည့်ကြစမ်းထေစာခဲပြင်ကအတော်ကြီးကျေပြန့်သည်မို့အတော်လေးမျက်စိကစားရသည်သူတို့အားလုံးဝရှုံအောက်ကနေထေစာခဲပြင်တွေကိုဂယူးတစိုက်ရှာကြည့်နေကြသည်ထို့နောက်ဗသားတယောက်ကအလန်တကြားဖြစ်ဟာဟိုမှာတကြီးမဲမဲကုန်းကုန်းကြီးလူနေတူတယ်ထိုဗသားပြသည့်နေရာကိုအားလုံးကြည့်လိုက်ကြရထေစာခဲပြင်အလွန်တိုးဆက်မကြတကြလောက်တွင်တွေးလိုက်ကြရလေသည်အေးဟုတ်တယ်လာသွားကြည့်ကြမယ်တကြီးကောင်းတော်ကအဖွဲလိုက်ထေစာခဲပြင်ကြီးတွေဖြတ်ပြီးသွားကြည့်ကြသည်အနာတို့ရောက်တော့ဟုတ်ပါသည်ဖုံးငှက်တယောက်မှောက်လျက်ကြီးအသက်ပြောက်နေလေသည်ကဲလာကြဟိသူ့ကိုလှဲတွေစီရောက်အောင်တေကြကွာတကြီးအမိန့်ကြောင့်ရွာသားများအလောင်းကိုအောက်စီရက်လှဲစကန်ရောက်အောင်ဝိုင်းဝန်းထမ်းမှုကတေကြလေသည်လှဲစကန်တို့ရောက်တော့တကြီးကအစီအစဉ်ဆွဲလေတော့သည်လှဲတွေဝိုင်းကကြဟိတင်ညာရှိတာတွေဝိုင်းတင်ညာကွာလူတွေကိုဝန်စီဆလဲနီးနဲ့လှဲတာတင်လိုက်အားလုံးတင်ပြီးကြတော့တာထုရဲ့ဒုက္ခရဲ့ငကြွေးရဲ့မင်းတို့တို့ညကငါနဲ့သူတို့ကိုရွာရောက်လိုက်ပို့ကြမယ်ကျန်တဲ့လူတွေကတော့ရွာကိုပြန်ကြတော့ရွာလူတို့ကလည်းပြန်သွားကြလေသည်တာတင်တို့အလှဲဖွဲ့လည်းထွက်ကြလေတော့သည်တနေ့ကိုမနီမနာနဲ့မောင်းလာကြရတာတင်တို့
ကျွဲရှံကုန်းရွာသို့ညနေ4 နာရီတွင်ရောက်လာကြသည်ရွာထိပ်သို့ရောက်တော့တကြီးဥပမီကလဲတွေဒီနိုင်ဖျက်ကြဟဲ့မောင်ရင်ကရွာထဲကိုသွားတေသူရဲ့မိသားစုဆွေမျိုးအတန်းဝိုင်းကိုအကျိုးကြောင့်ပြောပြီးခေါ်ခဲ့ရွာတကြီးကိုလည်းတခါတည်းခေါ်ခဲ့ပါကွာမိတို့ပြောရမည်လဲဆိုသည့်အတွင်းနဲ့အတူလေးလံသောရှည်လဲများဖြင့်ရွာထဲသို့ဝင်လာရသည်မိတို့စပြောရမည်ကိုမတွေ့တတ်ကြပြီအတန်ကြာတော့ရွာထဲမှတကြီးဥပပုခေါင်းဆောင်သောလူတစုထွက်လာကြသည်တာရင်ကတကြီးဥပပုနောက်တွင်ကိုလေးလိုက်ပါလာသည်သူ့နောက်တွင်တငယ်ချင်းများဖြစ်သည့်ဆန်အေးနှင့်အောင်ဘိုးကစိတ်စိတ်ကလေးလိုက်လာကြသည်ငှက်ရိုးဤဆွေမျိုးတတိုက်ကတော့ငိုယိုလျက်ပါလာကြသည်သူတို့အဖွဲ့လဲရီဖြိုထားသောနေရာသို့ရောက်တော့စခန်းသားရွာတကြီးဥပမီကဥပပုအားစတင်မေးစလိုက်သည်ကျွန်တော်ကစခန်းသားရွာကတကြီးပါထိုအခါဥပပုကလည်းလေးစားစွာဖြင့်ကျေးဇူးတင်ပါတယ်ဗျာတာရင်ပြောပြလို့အားလုံးသိပြီးပါပြီဒီကောင်တာရင်တော်တော်မိုက်တဲ့ကောင်မင်းတို့ကနေရာတကာမမိုက်ကန်ကန်တစိုးလုံးရှင်ကြတာကိုကွာတာရင်တယောက်ဘာမှမပြောနိုင်ဖုန်းရဲ့အတွက်စိတ်မကောင်းစိတ်ထိခဲ့တာကတမျိုးသူမစင်စားမစင်မကျင်လုံးမခဲ့တာကလည်းနောင်တရလျက်တကြီးဥပပုကတာရင်ကိုစူရေးအားရမှကဲပြီးတာရထားတော့စံရင်းနဲ့မောင်ဘူးမင်းတို့ကျွတ်တိုးတို့ခွေးဘူးတို့ဝကြီးတို့နဲ့တိုင်ပင်ပြီးလှုပ်တင်တာလှုပ်ရကြတာရင်မင်းဧည့်သည်တွေကိုငါအိမ်ခေါ်ပြီးလိုက်ခဲ့ထမင်းလဲစာရောက်မယ်သူတို့အားလုံးတကြီးအိမ်တို့လှမ်းခဲ့ကြလေတော့သည်တကြီးအိမ်တို့ရောက်တော့တကြီးကရှင်မရေမန့်ငွေမြင်းရင်တွေးချမ်းနဲ့စားစရာလေးပါလေယူခဲ့ပါအောင်ကွာထမင်းလဲရှင်အောင်ဟဲ့ဒီမှာဧည့်သည်တွေပါလာတယ်ကဲကိုဗမီထိုင်များမောင်ရိုးထိုင်ညတကြီးဥပမီနဲ့တာတို့ဒုက္ခငကြွဲတို့ကနေရာအသီးသီးတို့ထိုင်လိုက်ကြသည်တကြီးဥပပုကလည်းတစ်ဖက်ခွန်ချီပေါ်သို့ထိုင်လိုက်သည်တာရင်ကတော့ဥပပု၏ဇနီးအားရင်တွေးချမ်းနှင့်အမီးများကိုဝိုင်းကူပြင်ဆင်တည်ယူပေးပြီးတကြီးဥပပုနာခရွရွကလေးဝင်ထိုင်လိုက်သည်တကြီးဥပပုကတပြင်းတစ်ချက်ချလိုက်ပြီးကိုဗမီတောက်ဗျာမောင်ရိုးတောက်ကြအကွက်နေပါဦးကိုဗမီကဒီတစီကြီးကဒီလောက်တောင်းချမ်းသလားဗျာတောင်းချမ်းပါပြီကောတကြီးရဲ့အဲ့ဒီနားတစ်ဝိုက်ကရွာလေးဆိုဒီစီရက်ကိုဝေးဝေးကရှောင်ကြသလိုတိုးတက်သူအပေါင်းကလည်းဇီရက်ကိုအနားထောင်မသိကြဘူးအဲ့ဒီညကလည်းသူတို့အော်ဒါနေကြတော့ကျိုလဲရွာထဲလူဆိုပြီးတွားရရင်ကောင်းမလားဆိုပြီးရွာဘက်ကစောင့်ကြည့်နေတာဟုတ်ပါပြီအဲ့ဒီကြောင့်လို့တာတင်ပြပြလို့အားလုံးသိပြီးပါပြီဒီတစီကြီးကဘယ်ကဘလို့ဖြစ်ပြီးရောက်လာတာလဲပြောပြပါဦးကျွန်တော်တို့လည်းသိရတာပေါ့ကျို့တို့လည်းရဟန်းတန်ဃာတွေပင်ပြီးကောင်းမှုကုသိုလ်တွေပြီးအမျှအတန်းဝေပြိဋ္ဌတွေရွတ်လို့တာ3ခါတောင်ရှိပြီတစီဖြစ်ပြီးဒီဇီရက်ကိုဆွဲလန်းလို့မကြွဘူးဗျာဒီလူရဲ့ဇလန်းစာကဒီလိုဗျသူ့နာမည်ကရှမ်းသာတဲ့ကျွန်တော်တို့ရွာကစားပြီးအနားတော်ရဲ့မှာရှိတဲ့ရွာတွေကမီးသေးလေးဝယ်လိုက်ရာသီချိန်တွေဆိုညစ်မိုးမြောင်ကြိုသည်ထင်းကအစပြားရီတို့ဝယ်ရင်းပြည်ဝင်နဲ့ဒီနားတစ်ဝိုက်ကရွာတွေကဥရှမ်းသာဆိုပြီးလူသိများတာဗျတစ်နှစ်လောက်ကြာတော့ဒီနားတစ်ဝိုက်ကရွာတွေမှာအလုပ်သမားတွေငါပြီးထုံးဖို့တယ်ပြီးတော့တစ်တွေလည်းအယောင်းဝယ်လုပ်တယ်ဗျထုံးဖို့ကတက်ခုတ်တဲ့အလုပ်သမားတွေအားလုံးစားဝတ်နေရေးကျန်းမာရေးဘာမှလိုလေသေးမရှိဘူးစေတနာကလည်းကောင်းငယ်လေးငဲ့ညာတယ်အလုပ်ကလည်းအတော်လိုတဲ့သူဗျဥပမီကစကားတော်တော်ရှိသွားပြီမို့ရှောင်းတစ်ချက်ဟမ်းလိုက်ကနားထောင်နေသူအပေါင်းကိုတစ်ချက်အကဲခတ်ကြည့်လိုက်သည်ငှဲ့ထားသောအကျဉ်းပကံကိုတကြိုင်မြတောက်လိုက်ကစကားကိုဆက်လေသည်ဒီတော့ဗျာကျွန်တော်နားတစ်ပတ်ရွာတွေမှာသူကျေးဇူးနဲ့กินတဲ့သူခက်ဆက်ဆက်ပေါ့ကိုရှမ်းသားကိုအားကိုးကြတယ်ပေါ့သူ့ကိုမန္တလေးလောက်ကသာသိတာဘေးနေရာနေတယ်ဆိုတာမသိကြဘူးအမှုမဲ့အမှတ်မဲ့ပေါ့အဲ့ဒီလိုနဲ့တနက်မှာထုံးဖို့ကလည်းမိသိမ်းပြီးတက်တွေကလည်းစုံနေပြီအေးကြီးတဲ့အချိန်မှာတော့သူကမြို့ကမပြန်ပဲအလုပ်သမားတွေနဲ့တောထဲမှာအတူအတူစားနဲ့သူကိုယ်တိုင်ကြက်ကြက်မက်မက်လုပ်နေရကအမှတ်မထင်ငှက်ဖျားဝင်ပါလေရောသူကြက်မရေးမကောင်းမှမိုးကလည်းလမ်းနဲ့ရှိပြီးတော့ကိုမလင်းမဲရွာတာဗျို့အလုပ်တွေကတပိုင်းတစတို့လို့တန်လန်းတွားရည်လာရေးကခက်သူတို့ပြောကြပါစို့သူကဒီငှက်ဖျားနဲ့ပဲဆုံးသွားရှာတယ်မိုးတွေကလည်းမလင်းတွားရည်လာရေးကမလွယ်ဆိုတော့ရွာနီးချုပ်ဆက်ကနီးစက်ရတန်ဃာတော်များပင်ပြီးဒီအောက်ဆက်မှာပဲမိုးရကြီးတွေမှာပဲကြိုလိုက်ရတယ်မိုးတွေလင်းတော့သူ့အတိုင်းဝိုင်းကိုရှာကြံပြီးအကြောင်းကြကြတယ်သူ့မိသားစုနဲ့သူ့အတိုင်းဝိုင်းတွေကကျွန်တော်အိမ်ရောက်လာပြီးတန်ဃာတော်တွေပင်ဆုံးနေပါတယ်ကကောင်းမှုကုသိုလ်ပြုအမြအတန်းဝင်ပြီးပြန်သွားကြတယ်ဒါပေမဲ့မကြခင်မှာတည်င်းကကြားလာတယ်ဦးရှမ်းသာတစ်စိဖြစ်ပြီးအောက်ဆက်ရမှာမကြည့်ဘူးဆိုတာပါပဲတချို့ကလည်းကိုတွေးတွေ့ခဲ့တယ်ပေါ့အဲ့ဒါနဲ့ဒီဇီယကြီးကိုဝေးဝေးကရှောင်းပြီးစခန်းချဖို့နေနေတာတီတောင်မတည်ရကြတော့ဘူးပေါ့ဗျာဥပမီလည်းမောသွားပြီးတပြင်းတစ်ချက်ချလိုက်ကလက်တွင်ညှက်ထားသောဆေးလိပ်ကိုမီးညှိဖာဆက်လိုက်ပြီးစကားကိုဆုံးသက်လိုက်သည်ဥပပုကခေါင်းတဆက်ဆက်ညှိပြီးကိုချင်းစာပါတယ်ဗျာအဆွဲလန်းကြီးဆက်တာကိုကဲတာရင်မင်းကြီးလေးနဲ့ထမင်းမွေးဝိုင်းပြင်ကွာစကားကောင်းနေလိုက်တာဧည့်သည်တွေလည်းထမင်းစာရောပေါ့ဒီလိုနဲ့ဖုန်းငယ်ကိစ္စလည်းပြီးလို့ဧည့်သည်တွေလည်းသူတို့ရွာကိုပြန်သွားကြလေသည်တာရင်တို့ဆန်အေးတို့အောင်ဘူးတို့လည်းပရိုရမီဆိုသည့်စကားကိုမပြောကြတော့ပြီတနေ့အကြာဒီချိန်ကိုရောက်လာသည်အားလုံး
တာရင်တို့ကွက်ပြစ်တွင်စုံကြပြန်လေသည်အားလုံးကငရိုးအကြောင်းတတိတရပြောနေသည်ရုတ်တရက်တာရင်ကတို့တိုးတက်ကြအောင်ဆိုလားအောင်မှုကလည်းဟုတ်တယ်ဗျာအလုံးမရှိတာပြင်းတယ်ဆန်အေးကတော့ဒီတစ်ခါတော့တို့သုံးဝက်လုံးစုတင်မယ်ကွာအောက်ဆက်စကန်ဘလို့ပြောင်းလဲသွားပြီလေဆိုတာသိချင်နေတာဟုတ်ပါသည်လူဆိုသည့်သဘောကလည်းရှော့ဆယ်ကောင်မှကြည့်ချင်တာမမြင်စေချင်တာကောင်မှကြည့်ချင်တာတဘာဝကိုဗျဒီလိုနဲ့သူတို့တိုးတက်ကြပြန်နေပြီသုံးဘွဲ့စုတက်ကြတာဆိုတော့လှဲအားလူအားတောင်းသည်ဆန်အေးစားလိုက်သည်ဘလို့လဲဟဲ့တို့အောက်ဆက်စကန်ကမောင်းရအောင်အချိန်ကနည်းနည်းစင်နိုင်ပဲရှိသေးသည်တာရင်ကဒီတစ်ခါတော့တတိရှိထားလိုက်သည်ဖြတ်မောင်းတာကကိစ္စမရှိပါဘူးနေခင်းပဲနားတော့မနာကြနဲ့ငါရှေ့တွေမဖြစ်ရှင်ဘူးဆန်အေးကအေးပါတို့ကလည်းအဲ့ဒီမှာနားဖို့တော့စိတ်တော်မကူပါဘူးမောင်းလာလိုက်ကြတာအောက်ရက်တို့ရောက်လေပြီလဲအဖွဲသားအလုံးငြိမ်သွားကြပြီးအောက်ရက်ကိုအကဲခတ်ကြည့်ရှုကမောင်းနေကြသည်အောက်ရက်ရဲ့မြင်ကွင်းကလုံးဝပြောင်းလဲနေပြီမီးလောင်ထားသောဇရက်တိုင်မဲမဲငုံငုတ်တို့ကလေးတွေနဲ့ပြပုံတွေဖုံးနေသောမီးလောင်မြင်ဖြစ်နေလေသည်ဇရန်လေးကတော့ဒီမှာတင်ပဲပြီးဆုံးသွားပါပြီခင်ဗျာအဆုံးထိကြည့်ရှုပေးလို့အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ